အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ခိုင်တို့ပါဒီနေ့ဒီဗီဒီယိုမှာတော့ Scary Siren Head CD Survival ဆိုတဲ့ game ကိုဆော့မှာဖြစ်ပါတယ်ဒီ game ကဘယ်လို game လဲဆိုတော့ကျွန်တော်နဲ့အတူတူပြီးအောင်လိုက်ပြီးတော့ကြည့်လိုက်ကြရအောင် Let's go Okay ဒီမှာ game စပြီဗျာ game ကတော့ first person game ပေါ့နော်အဲ့ဒါမင်းကစီကုံသွားပြီရဲ့အဲ့တော့ဒီ gas station ရှာပါတဲ့အဲ့ဒီ gas station ကိုမရှာခင်မှာတဲ့ဒီ handy rifle တနက်ကိုရှာပါတဲ့အော်ဟိုမှာအမှတ်လေးပေးရတယ်ကျွန်တော်အဲ့ကိုသွားကြည့်လိုက်မယ်ဗျ Okay အဲ့တော့ကျွန်တော်အဲ့ကိုသွားလိုက်ရအောင်ကျွန်တော်ခြေတန်ကြီးကိုကြားနေရပြီခြေတန်အကျယ်ကြီးဒုံဒုံနဲ့လောကကြောရှမ်းစရာကြီးဗျကဲဒီမှာကျွန်တော်အမှတ်သားနဲ့နေနေဆိုအဲ့ဒီကိုရအောင်သွားမယ်အဲ့ဒီမှာတော့တနက်ရှိလောက်မထင်တယ်သူပြောတာကတော့ဒီ handy rifle ကိုရှာပါဆိုတော့ Okay ကျွန်တော်ဒီထဲကိုရောက်လာပြီဗျာဒီထဲကိုရောက်လာပြီဆိုတော့တနက်ဘယ်နားမှာထားရလဲမသိဘူးဘယ်နားမှာလဲ Okay ဟိုတွေ့ပြီဗျ Okay rifle တနက်ဟာရောဘာဖြစ်သွားလဲအော်ကျွန်တော်တနက်ကိုပြန်ကန်ကြည့်လိုက်မယ်အိုဟိုးမိုက်ဒီကဲဦးကျွန်တော်တနက်ရပြီဆိုတော့ Siren Head လာလဲကျွန်တော်တိတ်ပြီးကြောက်စရာမလိုတော့ဘူးဗျဒါပေမဲ့ကြည်စမ်းကျွန်တော်က9000ပဲရှိရအဲ့တော့ပြစ်ချင်တိုင်းပြစ်လို့မရဘူးပေါ့နော်ဆိုတော့အခုသူပြောတဲ့အတိုင်းပဲကျွန်တော် gas station ကိုအမြန်သွားလိုက်ရအောင် Oh my god ခြေတံကြီးဖြည်းဖြည်းနီးလာလို့ပဲခြေတံကြီးကကြံလိုက်တာကောဒင်းနဲ့မြေကြီးပါတုံသွားတယ် Oh my god အမ Siren Head ရောက်လာပြီတွေ့လားငါစီကိုဒီကောင်လာနေဖြစ်မယ်ဟုတ်တယ်ငါစီကိုလာနေ What the fuck ကိစ္စမရှိဘူးကျွန်တော်ကတနက်ရှိရအဲ့တော့ AC ပဲအော်ဒီကောင်ဝူခုံးတော့လုံနေလိုက်သေးရဗျာလာကစားရှော့ကွာကြီးရတော့ဒီကောင်ကြီးခေါင်းမူးသွားပြီဗျအဲ့တော့ကျွန်တော်ဒီကောင်ကြီးခေါင်းမူးနေတော့ကျွန်တော်တို့ gas station အမြန်သွားမှရမယ် Oh my god အော်ဒီကောင်မူးနေဒီကောင်လာလို့မရသေးဘူး Okay ကျွန်တော်အမြန်သွားမယ် gas station အမြန်သွားမယ်ဒီကောင်လာပြီ What the fuck မြန်လောက်ပါဟာ Oh my god တတိထားမြင်ကျွန်တော်မှကြီး9000ရှိရတစ်ချက်လည်းပြည့်ရကြီး3000ပဲကြံတော့တယ် No way ငါတော့တေတော့မှာမယ်ဒီကောင်ကငါပြည့်ချင်တိုင်းပြည့်လို့မရအောင်တစ်ချက်မိုးအောင်ပြည့်ပြီးငါပြေးမှရမယ်အခုတော့ငါ gas station အမြန်ရှာမှရမယ် Okay အော်ဒီမှာဒီလမ်းထဲမှာ gas station ရှိမှထင်တယ်ဗျဒီကောင်ကြီးလည်းကျွန်တော်မတွေ့ရကျွန်တော်အမြန်ရှာ Okay ဟိုမှာအမှတ်တစ်ခုတွေ့လိုက်တာညာဘက်မှာဟုတ်ပြီကျွန်တော်ဒီ wine နဲ့ပါပဲဖြစ်လာတယ် gas station က Yes ကျွန်တော်ရောက်ပြီမဟုတ်ဘူးကဒါ gas station မဟုတ်ဘူး Oh no gas station ဘယ်နားမှာလဲဘယ်နားမှာလဲ gas station Oh ကျွန်တော်ရောက်ပြီဗျကျွန်တော် gas station ရောက်ပြီ Yeah okay Oh no အော်ဒီမှာလည်း electric power မရှိဘူးတဲ့ငါတို့နောက်ထပ် electric grid station ကိုရှာမယ်တဲ့အခု Siren ကငါနောက်ကလိုက်လာပြီဆိုတော့ငါအချိန်ဆွဲတော့မဖြစ်ဘူးငါအမြန်သွားမှရမယ် Okay ကျွန်တော်အမြန်သွားမှရမယ်ဗျလက်ထဲမှာကြည်ရတယ်3000ပဲရှိတော့ကျွန်တော်အဆင်မပြေဘူး Okay ကျွန်တော်အခု electric grid station အမြန်သွားမှရမယ် Okay ကျွန်တော်ရောက်ပြီ Yeah ငါရောက်ပြီကွာ Oh ဒီမှာ main power switch တဲ့ကျွန်တော်နှိပ်လိုက်မယ်ဗျ Oh ကျွန်တော်ဓာတ်ဆီပုံးချခိုင်းတာဗျကျွန်တော်တော့နောက်ထပ်ဓာတ်ဆီပုံးတစ်ပုံးသွားရှာဖို့လိုတယ်ဘာလို့လဲဆိုတော့ကျွန်တော်ကားကိုစီပြန်ဖြည့်ဖို့တော့ဓာတ်ဆီပုံးလေးဖြည့်ရမှာလေသိရမလား Oh no ခိုင်ဒိုနဲ့ Siren Head နဲ့ထိတ်တိုက်တွေ့ပြီဟဲ့ထိတ်တိုက်တွေ့ရင်ပြေးရပြီဟာဒီကောင်ကဘာမှလုပ်လို့မရအောင်ကြည်တန်း3000မရှိအားရောဒီကောင်ငါ့ကိုလမ်းရှာနေတယ် Oh my god ငါ့ကိုတွေ့သွားပြီသွားပြီငါအမြန်သွားမှရမယ်ငါဓာတ်ဆီပုံးအမြန်ရှာမှရမယ်ဓာတ်ဆီပုံးမှာလဲဓာတ်ဆီပုံး where is ဓာတ်ဆီပုံး Okay ဒီမှာငါဓာတ်ဆီပုံးတွေ့ပြီအဲ့တော့ Siren Head မင်းလာခဲ့စမ်းမလာခဲ့မင်းပြစ်ပြီးမှငါဓာတ်ဆီပုံးယူထွက်ပြေးမယ်ရှော့ကွာဟာကင်မရာအဲ့ဒါတက်နေတယ်ကွာငါဓာတ်ဆီပုံးမြန်ကောက်နှိမ့်အာအဲ့ဒါတက်နေတယ် Okay ကျွန်တော်ဓာတ်ဆီပုံးရပြီအဲ့တော့ဘာလုပ်ရမလဲ Oh no ရော့ကွာဒီမှာနောက်တစ်ချက် Oh no ကျွန်တော်အခု gas station အမြန်သွားမှရမယ်ဗျကျွန်တော်မှလည်းကြည်ရ1000ပဲရှိရင်နောက်ကလည်း Siren Head ကလိုက်လာပြီဆိုတော့ကျွန်တော်ဘယ်လိုမှတက်နိုင်မှာမဟုတ်ဘူးအဲ့တော့ကျွန်တော် gas station အမြန်သွားမှရမယ်နောက်မှာကောင်လိုက်လာပြီ Okay ကျွန်တော်ဓာတ်ဆီ gas station တော့ရောက်တော့မယ်ဗျ gas station တော့ရောက်တော့မယ် Yes ငါရောက်ပြီ Okay ကျွန်တော်ဓာတ်ဆီထက် Oh brilliant Yeah ငါတို့အခုကားကို gas ဖြည့်ပြီးရနဲ့ဒီမြို့ကြီးကနေထွက်ပြေးလွတ်မြောက်နိုင်ပြီကွာအဲ့တော့ဒီကောင်ကြီးကျွန်တော်တော့မလိုက်လာခဲ့ကျွန်တော်အမြန်ထွက်ပြေးမှရမယ်ဗျ Let's go မြန်ဒါအမြန်ပြေး Okay ကောင်ငါတို့မီတော့မယ်မြန်ပြေး Okay Oh ဒီမှာငါတို့ကားကိုတွေ့ပြီကွာ Yeah ငါတို့ကားကိုတွေ့ပြီ
Okay ကျွန်တော်ကောင်းအမြန်ဓာတ်စီဖြည့်မှရအော်ကင်မရာကြောင်နေသေးတယ်ဘယ်မှာလဲခဏလေးငါတို့မိရောမယ်နဲ့တော့ yes no ကောင်းစီဖြည့်ပြီးဆိုကျွန်တော်အဲလေထွက်ပြေးလွတ်မြောက်သွားဖြစ်ပါတယ်ကဲအဲ့တော့ကျွန်တော်ထွက်ပြေးလွတ်မြောက်သွားပြီပေါ့နော် okay ကျွန်တော်ဒီကောင်ကဘာလို့ဒီမြို့ထဲမှာလာပြီးတော့ကားပြက်တာလဲမသိဘူး whoa what the fuck ဟာဟာတော်လေးဒီကောင်ငါ့ကိုနောက်တော့ what the fuck ဘာလို့3ကောင်ကြီးလဲငါ့ကိုစောနာတွေ့ရတဲ့ကောင်လည်းမဟုတ်လားဟုတ်4ကောင်အမလေး4ကောင်တော့ငါ့ကိုမတွေ့ဘူးကန်ကောင်းလား thanks you for playing ဒီ game ကို solve ရတဲ့ developer အနေနဲ့ကျေးဇူးတင်ပါတယ် okay wait for next update နောက်တဲ့ update တွေကိုလည်းထပ်ပြီးတော့ဆောင်းပေးပါဦးနဲ့အော်ဒီ game လေးကတော့ကျွန်တော် Siren Head Sea Survivor ဆိုတဲ့ game လေးဖြစ်ပါတယ် game လေးတက်အရန်တို့ပေမဲ့ဆော့ရတာနည်းနည်း smooth ဖြစ်ပြီးတော့ဆော့လို့ကောင်းတယ်ဗျကဲတော့ကျွန်တော်တို့နောက်တဲ့ video တွေမှာဘယ်လို game တွေဆော့အောင်မလဲအောက်က comment မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်အဲ့တော့နောက် video တွေမှာပဲကျွန်တော်တို့ပြန်တွေ့ကြတာပေါ့